ရှင်ဘုရားယနေ့နှစ်သစ်မှစ၍တပည့်တော်၏မိဘနှစ်ပါးနှင့်9ရက်သားသမီးအပေါင်းအားလုံးကျမ်းမာချမ်းသာဘေးကင်းကြပါစေရှင်ဘုရားတပည့်တော်ဟာစိတ်ဆင်းရဲစေခဲ့တဲ့သူတွေလည်းကြမ်းကြမ်းမာမာနဲ့ဘေးရန်ကင်းကြပါစေတပည့်တော်ဟာပြုံးရည်စေခဲ့သူတွေလည်းကြမ်းကြမ်းမာမာနဲ့ဘေးရန်ကင်းကြပါစေလူနဲ့တော်ဝါအားလုံးလည်းဘေးရန်ကင်းကြပါစေဘုရားတပည့်တော်လည်းစိတ်ချမ်းသာကိုယ်ချမ်းသာရှိရပါလို့အရှင်ဘုရား